လူတယောက်ရဲ့ဆွဲဆောင်ရည်အမြင့်ဆုံးဖြစ်အောင်ဦးနောက်ကိုလေ့ကျင့်ပေးလို့ရတယ်ဆိုတာတော့သိကြလားဒီနေ့ရဲ့ရှင်းလင်းတင်ပြချက်မှာတော့အဲ့ဒီနောက်ွယ်ကအာယုံကျော်သစ်ပံပညာအကြောင်းကိုနည်းနည်းပြောပြသွားမှာပါကဲဒီခေတ်စင်မှာဘာတွေပါမလဲဆိုတော့ဦးနောက်ရဲ့ဖုံးကွယ်နေတဲ့စွမ်းအားအကြောင်းပြီးတော့လူတိုင်းရဲ့အတွင်းထဲမှာရှိနေတဲ့ဦးနောက်နှစ်ခုရဲ့တိုက်ပွဲအကြောင်းကိုလေ့လာကြမယ်အဲ့ဒီကနေသစဉ်အကောင်းဆုံးဖြစ်အောင်ဖန်တီးပေးမဲ့မနက်ခင်းလုံးရိုးလို့စင်တွေကိုကြည့်ကြမယ်နောက်ဆုံးမှာတော့ကိုယ့်ရဲ့ဦးနောက်လိုင်းတွေကိုထိန်းချုပ်ပြီးကိုယ်ပိုင်ဘဝကိုဒီဇိုင်းဆွဲနိုင်တဲ့နီးလန်းတွေကိုပါပြပြသွားမှာပါဟုတ်ပြီပထမဆုံးအနေနဲ့ဦးနောက်မှာဖုံးကွယ်နေတဲ့အလားအလာတွေအကြောင်းကိုကြည့်လိုက်ကြအောင်ဒီနေရာမှာအဓိကကြရတာကမွေးလာကလေးကဘာဒီပါလာတယ်လဲဆိုတာမဟုတ်ပါဘူးအဲ့ဒါကိုဘယ်လိုလေ့ကျင့်ပေးမလဲဆိုတာကအဓိကပါပဲဒီမေကွန်းကိုကိုမေးကြည့်ဘူးကြလားထိတ်တန်းအောင်မြင်သူတွေဘီလီယံနာတွေရဲ့ဦးနောက်ဟာကျွန်တော်တို့နဲ့မတူပဲမွေးရပါထူးထူးခြားခြားထိနေတာလားလူများစုကတော့ဟုတ်တယ်လို့ထင်ကြမှာပဲဒါပေမဲ့တကယ်အထည်ကတော့လေထင်ထားတာချက်အများကြီးပို့ပြီးတော့အားတက်စရာကောင်းပါတယ်အာယုံကျော်သေးပံပညာရှင်ဒေါက်တာဆွီဒါအဒဒီယာပြောသွားတာကတကယ်ကိုအားရှိစရာပဲဘီလီယံနာတစ်ယောက်ဖြစ်လာအောင်ဦးနောက်ကိုဒီဇိုင်းဆွဲနိုင်တဲ့ဆိုလိုတာကကျွန်တော်တို့ရဲ့အောင်မြင်မှုဟာမွေးရပါကန့်သက်ချက်တွေနဲ့တတ်မှတ်ထားတာမဟုတ်ဘူးကျွန်တော်တို့ရဲ့ဦးနောက်ကိုပြန်လဲပုံသွင်းနိုင်တဲ့စွမ်းရည်ပေါ်မှာပဲမူတည်နေတဲ့ဆိုတဲ့သဘောပါပဲဒီလိုဖြစ်နိုင်စေတဲ့တိပံနီးကြအခြေခံသဘောတရားကတော့ neuroplasticity ပါပဲဦးနောက်ကိုကြက်သားတစ်ခုလိုပဲသဘောထားကြည့်လိုက်လေ့ကျင့်ခန်းလိုလေးပိုးတမလာလေးပဲပေါ့အတွေ့အကြုံတစ်တွေအတွေ့အခေါ်တစ်တွေတိုင်းဟာဦးနောက်ထဲမှာလမ်းကြောင်းအတစ်တွေဖောက်လို့နေတယ်လို့ပါပဲဆိုလိုတာကဦးနောက်ဟာကြောက်တုံးလိုမှကျိုးနေတာမဟုတ်ပဲရှင်စေးလိုပုံသွင်းလို့ရတယ်ဆိုတာပါပဲဒါဆိုဦးနောက်ကိုပြောင်းလဲနိုင်တယ်ဆိုရင်ဘာလို့များဒီလောက်ခက်နေရလဲအကြောင်းရင်းကတော့ကျွန်တော်တို့အားလုံးရဲ့အတွင်းထဲမှာတိုက်ပွဲတစ်ခုအမြဲဖြစ်နေလို့ပါပဲအဲ့ဒါကတော့ချက်ချင်းတုံ့ပြန်ခြင်းစိတ်နဲ့တေချာစဉ်းစားပြီးမှဆုံးဖြတ်ခြင်းစိတ်ကြားကပฏิပတ်ခတ်ပါပဲဒီတိုက်ပွဲကဦးနောက်ထဲကစနစ်နှစ်ခုကြောင့်မှဖြစ်နေတာပါတစ်ဖက်မှာတော့စိတ်လှုပ်ရှားမှုကိုအခြေခံတဲ့ limbic system ဒါကိုတုံ့ပြန်တတ်တော့ဦးနောက်လို့ခေါ်ကြပါစို့ဒါကရှေးကြတဲ့အစိပ်ပိုင်းဖြစ်ပြီးအန်ဒီယေကိုအမြဲရှာဖွေနေတဲ့အစုံတယောက်လိုပါပဲဒေါ်တာထတာကြောက်တာတွေကသူ့အလို့ပေါ့နောက်တစ်ဖက်မှာတော့အရှေးဘက်က frontal cortex ဒါကိုတော့ CEO ဦးနောက်လို့ပြောလို့ရတယ်သူကတော့စင်ကျင်တုံတရားစီမံကိန်းချတာနဲ့ကိုထိန်းချုပ်တာတွေကိုတာဝန်ယူထားတဲ့အမှုဆောင်အရာရှိချုပ်စီပေါ့ဒီမှာတော်တော်လေးအားတင်စရာကောင်းတဲ့အချက်တစ်ခုရှိတယ်ကျွန်တော်တို့ရဲ့လောက်ရက်တဲ့ရဲ့80ရာခိုင်နှုန်းဟာအဲ့ဒီစိတ်လှုပ်ရှားလွယ်တဲ့တုံ့ပြန်တတ်တော့အုံနောက်ကနေလာတာပါဥပမာအစားတောက်ရှော့ဖို့ဆုံးဖြတ်ထားပေမဲ့ကိန်းမုံကိုမြင်လိုက်တဲ့အခါစားခြင်းစိတ်ကိုမထိန်နိုင်တော့တာမျိုးအရေးကြီးတဲ့အလုပ်တစ်ခုလုပ်ဖို့စီစဉ်ထားပေမဲ့ဖုန်းကိုပဲစက်တိုက်တုံးနေမိတာမျိုးတွေကဒီပဋိပက္ခရဲ့တက်တေတွေပါပဲကဲဒီတုံ့ပြန်တတ်သောဦးနောက်ရဲ့လွှမ်းမိုးမှုခဏီဘလို့ယုံထွက်ကြီးကျွန်တော်ရဲ့ CEO ဦးနောက်ကိုအားကောင်းအောင်လုပ်ကြမလဲအဖြေကတော့နေ့စဉ်လေ့ကျင့်ခန်းလုပ်ပြဖို့ပါပဲအထူးသဖြင့်မနက်ခင်းမှာလုပ်ရမယ့်လေ့ကျင့်ခန်းတစ်ခုရှိပါတယ်ဒီလိုရိုးလုံးစင်ကို movers ဆိုပြီးအလွယ်တကူမှတ်ထားလို့ရပါတယ် M ကတရားထိုင်ခြင်း meditation ပါဒါကစိတ်ကိုငြိမ်သက်စေတယ် O က oxygenation အသက်ပြင်းပြင်းရှူတာကဦးနောက်ကိုနိုးကြစေတယ်V ကစိတ်ကူးပုံဖော်ခြင်း visualization ကိုယ့်ရဲ့ပန်းတိုင်တွေကိုရှင်းရှင်းလင်းလင်းမြင်အောင်တာပါ E ကလေ့ကျင့်ခန်း exercise ခန္ဓာကိုယ်ကိုလှုပ်ရှားပေးတာကစိတ်ခံစားချက်ကိုကောင်းမွန်စေတယ် R ကစာဖတ်ခြင်း reading နဲ့ S ကခြားရေးခြင်း scribing တို့ကတော့ဦးနောက်ကိုအသိပညာအသက်တည်နဲ့ဖြည့်ဆည်းပေးပါတယ်ဒီလိုရိုးလုံးစင်ရဲ့အကောင်ဆုံးအချက်ကပါလဲဆိုတော့လေအချင်းအများကြီးမလိုတာပါပဲအစင်တစ်ခုချင်းစီကို9မိနစ်စီပဲပေးလိုက်ရုံနဲ့တနေ့တာလုံးအထက်ဦးနောက်ကိုအငွေမှုအထက်အသိမြင်ပြီးသားရှိသွားမှာပါမနက်ခင်းရဲ့နာရီဝက်လောက်ကတနေ့တာလုံးရဲ့အရေးသွေးကိုလုံးဝပြောင်းလဲပေးနိုင်မှာပဲဒါဆိုဒီမနက်ခင်းလို့ရုပ်လို့စင်ကဘာကြောင့်ဒီလောက်တောင်ထီရောက်နေရတာလဲဒါကမော်ပညာလိုမျိုးတော့မဟုတ်ပါဘူးတကယ်တော့တစ်ပြန်ပညာအထူးသဖြင့်ဦးနောက်လှိုင်းနေနဲ့တိုက်ရိုက်သက်ဆိုင်နေပါတယ်ပြဿနာကဒီမှာစတာပါကျွန်တော်တို့အများစုကနိုးဆက်ရဲ့ကျေလောင်တဲ့အတန်ကြောင့်ရုတိယလက်နိုးလာကြတယ်အဲ့ဒါကကားစီးကိုခီးရိုင်းငင်ကနေခီးယာ9ကိုတာမိဆောင်ထိုးလိုက်တယ်လို့ပါပဲဦးနောက်ခါနှစ်ချိုက်စွာအိတ်ဆက်နေတဲ့ Delta အခြေအနေကနေစိတ်ဖိစီးမှုများတဲ့ Beta အခြေအနေကိုချက်ချင်းရောက်သွားပြီးတနေ့တာလုံးစိတ်ရှုပ်ထွေးမှုတွေနဲ့စတင်စေပါတယ်ဒါပေမဲ့လေအိပ်ဆက်ခြင်းနဲ့နိုးထေခြင်းကြားမှာရွှေရောင်အချိန်လေးတစ်ခုရှိနေပါတယ်ဒါကို Theta Light အခြေအနေလို့ခေါ်ပါတယ်ဒီအချိန်မှာဦးနောက်ဟာအလွန်တီထွန်းဖန်တီးနိုင်စွမ်းရှိပြီးအကြံပြုချက်တီကိုအလွယ်တကူလက်ခံနိုင်တဲ့ရည်မြစ်တစ်ခုလိုပါပဲဒါဟာတနေ့ကြာအတွက်
အပြုသဘောဆောင်တဲ့ရည်ရွယ်ချက်တွေကိုစိတ်ထဲမှာစိုက်ပျိုးဖို့အကောင်းဆုံးအချိန်ပါပဲတီတာအခြေအနေနဲ့ဖြည်းဖြည်းချင်းနိုးထလာတဲ့အခါ alpha line အခြေအနေကိုရောက်လာပါတယ်ဒါကစိတ်တည်ငြိမ်ပြီးအေးချမ်းစွာနိုးကြနေရဲ့အခြေအနေပါမျက်စိမိတ်ပြီးတရားထိုင်လိုက်တဲ့အခါခံစားရတဲ့အေးချမ်းတဲ့ခံစားမှုမျိုးလीအဲ့ဒါပါပဲဒါဟာစိတ်ဖိစီးမှုများတဲ့ဘေတာအခြေအနေကိုမရောက်ခင်မှာအာယုံစုဆိုင်မှုကောင်းတဲ့တစ်နှစ်တာအတွက်အကောင်းဆုံးတရားတစ်ခုဖြစ်ပါတယ်စစ်ခိုးပုံဖော်ခြင်းရဲ့စွမ်းအားကိုမယုံသေးဘူးဆိုရင်ဒီလေးလာမှုလေးကိုတစ်ချက်ကြည့်ကြည့်ပါသူတည်တည်လာလူတစုကိုစံတရားတီးခိုင်းတယ်နောက်တစုကိုလာစံတရားတီးနေတယ်လို့စိတ်ထဲမှာပဲပုံဖော်ခိုင်းခဲ့တယ်လာအနေငယ်ကြတော့အံ့အားသင်စရာပါပဲအုပ်စုနှစ်ခုလုံးရဲ့ဦးနောက်ထဲကသက်ဆိုင်ရာဆဲတွေဟာတူညီလူနီလာဖွံ့ဖြိုးလာတာကိုတွေ့ခဲ့ရပါတယ်ဆိုလိုလာကစိတ်ကူးကလက်တွေ့ကိုပုံဖော်နိုင်တယ်ဆိုတာပါပဲဒါကကြွက်သားတွေနဲ့လည်းသက်ဆိုင်တယ်နော်နောက်ထပ်လေးလာမှုတစ်ခုမှာလူတစုကလက်တန်းကြွက်သားကိုတမ်းမအောင်လေ့ကျင့်ခန်းလုပ်ထည့်ပြီးနောက်တစုကတော့လေ့ကျင့်ခန်းလုပ်နေလေလို့စိတ်ကူးထဲမှာပဲပုံဖော်ခဲ့တယ်ရလတ်ကတော့အတူတူပါပဲစိတ်ကူးနဲ့လေ့ကျင့်တဲ့အဖွဲရဲ့ကြွက်သွားအားဟာတကယ်လုပ်တဲ့အဖွဲနဲ့ရှင်နိုင်လောက်အောင်တိုးတက်လာခဲ့ပါတယ်စိတ်ဟာအစွမ်းတက်ဆုံးလေ့ကျင့်ရေးကိရိယာပါပဲကဲဒါဆိုမနခင်လို့ရိုးလို့စင်ကိုတော့ကျွမ်းကျင်သွားပြီပေါ့ဒါပေမဲ့ဒီမှာတင်ရက်လိုက်လို့မဖြစ်ဘူးလေဒီအလေးအကျင့်တွေကိုတစ်နေ့တာလုံးတဘဝလုံးအတွက်နေထိုင်မှုပုံစံတစ်ခုဖြစ်ဘယ်လိုပြောင်းလဲမလဲဆိုတာကြည့်အောင်ဒါကကိုပိုင်ဘဝကိုတကယ်တမ်းဒီဇိုင်းဆွဲခြင်းပါပဲကြီးသဘောတရားကို neurobics လို့ခေါ်ပါတယ်။ဦးနောက်အတွက် aerobics လို့စဉ်းစားကြည့်လိုက်တာခန္ဓာကိုယ်ကိုပုံမှန်လေ့ကျင့်ခံလုပ်ပေးရတယ်လို့ပဲဦးနောက်ကိုလည်းစိတ်ဝင်စားစရာကောင်းတဲ့စင်ခေါ်မှုအသစ်တွေနဲ့အမြဲလေ့ကျင့်ပြီးဖို့လိုပါတယ်။ပုံမှန်လုပ်နေကြအရာတွေကိုတမင်တကာပြောင်းလဲလုပ်ဆောင်ခြင်းကဦးနောက်ထဲမှာလမ်းကြောင်းအသစ်တွေဖောက်လုပ်ပေးပါတယ်။ဒါကိုလုပ်ဖို့ကတကယ်လွယ်ပါတယ်။ဥပမာအနေနဲ့ပြောရရင်မတုံးနေကြပလက်နဲ့သွားတိုက်ကြည့်ပါ။အလုတ်ကိုလမ်းကြောင်းအသစ်ကနေသွားကြည့်ပါ။ဒါမှမဟုတ်ဈေးဝယ်တဲ့အခါစာရင်းမပါပဲကိုယ့်ရဲ့မှတ်ဉာဏ်ကိုအားကိုးကြည့်ပါဒီလိုရိုးရှင်းတဲ့ပြောင်းလဲမှုလေးတွေကဦးနောက်ကိုနိုးချတက်ကြွစေပြီးဖွံ့ဖြိုးတိုးတက်မှုကိုအားပေးပါတယ်နောက်ဆုံးအနေနဲ့ဒီချက်လေးကိုတော့တိတိကျကျမှထားစီခြင်းပါတယ်ရီမန်းချက်ကဦးနောက်ကိုပုံသွင်းဖို့တစ်ခုတည်းမဟုတ်ပါဘူးအဆုံးစွန်ဆုံးရီမန်းချက်ကတော့ကိုနေထိုင်နေတဲ့ဘဝတစ်ခုလုံးကိုလိုချင်တဲ့ပုံစံအတိုင်းပုံဖော်ဖန်တီးသွားဖို့ပါပဲဒီနေ့လေးလာခဲ့တာတွေကနေတီးနိုင်တာကဦးနောက်ဟာလူတယောက်ပိုင်ဆိုင်တဲ့အဖို့တန်ဆောင်ပိုင်ဆိုင်မှုပါပဲဒါဆိုအခုမေးစရာရှိတာကတော့အဲ့ဒီထဲမှာဘလို့ယင်းနှိမ့်မြုံနှံကြမလဲဆိုတာပါပဲ